တို့သမီးလေးကတနှစ်နဲ့8လမှာစကားပြောရက်သွားတယ်ပြီးတော့ခြေပြားထောက်ပြီးတော့လမ်းလျှောက်တယ်နောက်တစ်ချက်က eye contact လုံးဝမရှိဘူးဒီ sign တွေကိုကြည့်ခြင်းအပြင်တော့များတို့သမီးလေးမှာ audition အပြော့စားဖြစ်နေတယ် audition ဆိုမဲ့တိတ်မသိတာနော်အကောင်းလေးတိုင်းပဲ ငါမီလီ audition ဖြစ်လာညီကြောင်ငါတို့မျိုးရိုးမရှိဘူးညီလေးယူလို့ဖြစ်ရဒီမှာသမီးကဒီလိုလာပြတ်တော့လေဒီမှာဘယ်လိုလုပ်တက်လိုက်ပါလဲ audition ဆိုတာရန်ရည်တိုင်းနဲ့ပြတ်မပြေတဲ့သူမဟုတ်ပါ ငါတာအကောင်ဒီယူရဆောက်ပါဖြစ်ပြီဗောမင်းကယူမဟုတ်ဘူးကွာ မစင်မကြီးပြောလိုက်တဲ့စကားတစ်ခုညော audition ကလေးမရောသူ့မိဘတွေမှာပါအရန်ကိုစိတ်ထိခိုက်တာကြည့်ရပါလေ နိုင်ငံကျော်အစိုးရရဲ့မီးလေးอ่ะအော်ဒါစင်းဆိုတာသိရင်လူတွေဘလောက်တောင်မင်းငေါ်လိုက်ကြမလဲဟုတ်သူမအလဲကြတော့ပါဘာဖြစ်လို့များသူများနှိမ်စရာချက်မပြဖြစ်ရတယ်လို့ နေပါနဲ့နေပါနဲ့မတားနဲ့ဒီတမီးကိုငါအတိုင်းပဲနဲ့ခေါ်မလာနဲ့လို့ပြောတာရှာခေါ်လာတယ်ခေါ်လာဒီလေးစိတ်ကိုအတမ်းပါနေတော့တလောကလုံးသိပြမယ်တော့ သမီးလေးတဘွားလုံးစားတဲ့စိတ်ချရအောင်တိန်ထုတ်ပေးလိုက်ရင်ကောင်းမလားဟမ် Hi မိချေပါအမကလည်းမိချေပဲဆိုတော့မိချေနဲ့အမနဲ့ကနာမည်တူတငယ်ချင်းတွေဖြစ်သွားပြီနော်နာမည်တူတငယ်ချင်းလေး ဟိုကအိတ်ထောင်တယ်ကလေးတယောက်အဖေနော် သိရလေ ဟာ ပြတ်ပေးလိုက်ကြတော့ပေးမပေးလို့ရှင်နင့်အဖေပါအောင်မဟဲ့ မေမေ အမမိချေကိုကြီးမိသားစုနဲ့ပဲနေခဲ့မလားမိချေကိုပြန်လိုက်ပို့ပေးမလား ဟမ် ကိုကြိုက်တာလို့ကိုကြိုက်တဲ့မိန်းမတွဲဒီမိန်းမကလေကိုပြစ်သွားတာနဲ့ပဲတန့်တယ် မိချေဆိုတာလေကျမတို့ရဲ့ပြူစင်လုံးနဲ့သမီးလေးရဲ့နာမည်ရှင်အခုပြောတဲ့မိချေဆိုတာလေကျမတို့မိသားစုကိုပျော်ခွင့်အောင်လုပ်တဲ့မိန်းမမကောင်းတဲ့မိန်းမ